Hello အားလုံးပဲမင်္ဂလာပါ W Corner Facebook page နဲ့ YouTube channel ရနေပြီးတော့ညီကိုပြအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ကတော့ကျွန်တော်တို့ဒါပွဲကြီးပွဲကောင်းပေါ့နော် Chelsea နဲ့ Arsenal အသင်းတို့ရဲ့လန်ဒန်ဒါဘီ Premier League ပွဲစဉ်73တနင်္ဂနွေနေ့ည7:30အချိန်မှာရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်ဒီပွဲစဉ်ကဒီနှစ်သိန်းလုံးအတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်ဘာလို့အရေးကြီးလဲဆိုလို့ရှိရင် Arsenal အသင်းကဆိုလို့ရှိရင်လည်းဒီPremier League Champion ဖြစ်ဖို့အတွက်ကိုသူတို့ကကြွေးကြော်လာခဲ့တာ3-4နှစ်ရှိလာခဲ့ပြီရှေ့က3နှစ်ဇက်တိုင်လဲသူတို့ကဒုတိယဆိုတဲ့နေရာကိုအပိုင်စီးထားနိုင်ခဲ့တယ်ပထမတော့မဖြစ်ခဲ့ဘူးပေါ့နော်အဲ့ဒီအချက်တွေကြောင့်ပဲသူတို့က Title Race ကိုစိန်ခေါ်နိုင်တဲ့တည်ငြိမ်တဲ့အသင်းအဖြစ်သူတို့က3နှစ်ဇက်တိုင်ဒါရက်တည်လာခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့ကချန်ပီယံတော့မဖြစ်ခဲ့ဘူးအခုဆိုလို့ရှိရင်သူတို့ကဒုတိယနေရာ Chelsea အသင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်ကိုဒီ Stamford Bridge မှာရှင်ပြိုင်ရတော့မယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လက်ရှိအနေထား Chelsea တင်းကဒုတိယ Arsenal တင်းကပထမအဆင့်1ဆိုတဲ့အနေထားပါပေါ့နော်ဒီပွဲစဉ်7နှစ်အထိကိုအဲ့လိုမျိုးရှိနေခဲ့တယ်ပြီးလို့ရှိရင်အမှတ်အားဖြင့်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘက်က Liverpool တို့ Man City တို့ခြေချော်ခဲ့တဲ့အတွက်ကြောင့်မလို့သူကအနီးကပ်ဆုံးပြိုင်ဘက်က Chelsea ပဲရှိတော့တယ်အဲ့ Chelsea ပဲရှိတဲ့အနေထားမှာတော့ Chelsea တင်းကို3မှတ်ဖြတ်ထား3မှတ်မဟုတ်6မှတ်ဖြတ်ထားနိုင်တယ်အဲ့ဒီအနေထားမှာ Arsenal တင်းကအဆင့်1 Chelsea တင်းကအဆင့်1အဲ့အဆင့်1ဆိုတဲ့အနေထားမှာပြီးခဲ့တဲ့အပတ်က Man City တို့ Liverpool တို့ခြေချော်သွားခဲ့တဲ့အနေထားမှာ Arsenal အသင်းကအမှတ်ပြေးရယူနိုင်ပြီးတော့စပါးနဲ့အတွေ့မှာပေါ့နော်အမှတ်ပြေးရယူနိုင်တယ်အမှတ်ပြေးရယူနိုင်ပြီးတော့ဒီ6မှတ်ဆိုတဲ့အနေထားပေါ့နော် Chelsea အသင်းကို6မှတ်ဆိုတဲ့အနေထားဒုတိယနေရာ Chelsea အသင်းကို6မှတ်ဆိုတဲ့အနေထားကိုဖြတ်ထားနိုင်တယ်ဒီပွဲတာသူတို့ကအနိုင်ရမယ် Chelsea အသင်းကို Arsenal အသင်းကအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်6မှတ်ဆိုတဲ့အနေထားကြီးပြတ်သွားမှာ Title Race ကအဲ့တော့သူတို့ကလည်းအကောင်းဆုံးပြင်ဆင်လာမှာပဲ Champion League ထက်ကိုအရေးကြီးတယ်လို့ပြောလို့ရတယ်ပြီးတော့နှစ်သင်းလုံးကလည်းရှေ့ကဒီဂျာရက်မှာရှင်ပြိုင်လာခဲ့တဲ့ဥရောပအသင်းကြီးတွေကိုမှသူတင်ကိုတင်ဆိုတာထက်ကိုတစ်ဖက်သက် dominate လုပ်ပြီးအကောင်းဆုံးခြေစွမ်းတွေပြပြီးတော့ဒီဂိုးပြတ်ခြေပြတ်အနိုင်ယူခဲ့ကြတဲ့အသင်းတွေဖြစ်တယ်အစနယ်အသင်းကဆိုလို့ရှိရင်လည်းဒီ Champion League ပွဲစဉ်မှာပေါ့နော်ဂျာရက်မှာဘိုင်ယန်မြူနစ်အသင်းကိုဒီရာဒီရှုံးပွဲမရှိသေးပါဘူးဆိုတော့ဘိုင်ယန်မြူနစ်အသင်းကိုပြိုင်ပွဲဆုံးရှုံးပွဲမရှိသေးတဲ့အသင်းကိုရှုံးပွဲတွေ့စေခဲ့တယ်3-1ဆိုတဲ့ရလက်နဲ့အိမ်ဝင်းမှာပြပြတက်ကိုအနိုင်ယူခဲ့တယ်ဒီဘက်က Chelsea အသင်းဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဂျာယက်က Champions League ပွဲစဉ်မှာဘာစီလိုနာအသင်းChampions League မှာအဓိကပြိုင်ဘက်ဆိုတာထက်ကိုဘယ်လိုပြောရမလဲတမိုင်းရန်ကျွေးတွေရှိတဲ့အသင်းကိုအိမ်ဝင်းမှာ3-0ဆိုတဲ့အနေထားနဲ့ဂိုးပြတ်ခြေပြတ်အနိုင်ယူပြီးတော့ကလစ်သားခြေနိုင်ခဲ့တယ်အဲ့ဒီလန်ဒန်အသင်းနှစ်သင်းဒီဥရောပအသင်းတွေကိုဆုံးမခဲ့တဲ့လန်ဒန်အသင်းနှစ်သင်းရဆိုလို့ရှိရင်ဒီဘက်တနင်္ဂနွေနေ့မှာထိပ်တိုက်တွေ့ကြပြီပေါ့နော်လန်ဒန်ဒါဘီမှာထိပ်တိုက်တွေ့ကြပြီပြီးရင်အဆင့်1နဲ့2ဆိုတဲ့အနေအထားမျိုးမှာရှိနေတယ်တကယ်ကိုကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့ကြည့်ရတော့မှာဖြစ်တယ်အဲ့ဒီပွဲတွေမှာဒီနီးပြအာဒီတာနဲ့အဇိုမာရက်စကာတို့ရဲ့ပွဲကြိုပြင်ဆင်မှုတွေကဘယ်လောက်ထိကောင်းခဲ့လဲကစားသမားတွေရဲ့နိုင်ပွဲစာလောက်မှုဒီချန်ပီယံစိန်ခေါ်မှုကဘယ်လောက်ထိအောင်သူတို့ကိုတွန်းအားဖြစ်စေမလဲပေါ့နော်အဲ့ဒီအချက်တွေကပို့ပြီးတော့အရေးကြီးသွားမှာဖြစ်တယ်တစ်ဖက်ကနေပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ Chelsea တင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်နီးပြအဇိုမာရက်စကာအနေနဲ့ဒီအသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာရလက်တွေကောင်းတယ်ဒီလိုအရေးကြီးတဲ့ပွဲစဉ်တွေဆိုလို့ရှိရင်သူအကောင်းဆုံးရှင်ပြိုင်ပြီးတော့အနိုင်ယူပြခဲ့တာတွေရှိတယ်ရှေ့မှာလည်းတို့ဒီစပါးအသင်းကိုအဝေးကွင်းမှာသွားပြီးတော့သူတို့အနိုင်ယူခဲ့တယ်ပြီးလို့ရှိရင်လီဗာပူးအသင်းကိုအိမ်ကွင်းမှာအနိုင်ရခဲ့တယ်ဒီပါဒီယာဒီဆိုလို့ရှိရင်ဒါတွေကသူ့ကိုချီကျူးရမှာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကလပ်ကဘာဖလားတော့ဆိုလို့ရှိရင် PSG ကိုအနိုင်ယူခဲ့တာဒီ PSG တသင်းနဲ့ပဲအသင်းကြီးတသင်းနဲ့ပဲရှင်ပြိုင်ရလို့အနိုင်ရခဲ့တယ်ဆိုတာမျိုးတွေကိုသူကဘာစီလိုနာလိုအသင်းမျိုးကို dominate လုပ်ပြီးအနိုင်ယူပြီးတော့တက်သေးပြထားပြီးပြီဒီပွဲတာအနိုင်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်း Chelsea အသင်းနေနဲ့ကအလှည့်ပြောင်းတစ်ခုဖြစ်သွားမယ် Chelsea အသင်းပရိသတ်တွေအတွက်လည်းငါတို့အသင်းကဒီ title race ကိုစိန်ခေါ်နိုင်ပြီလို့ကြွေးကြော်နိုင်တဲ့အသင်းအဖြစ်မှတ်ယူရလိမ့်မယ်ဘာလို့လဲဆိုတော့ဒီရသည်United ကိုဝေးခွင်းမှာရှုံးတယ်ဒါပေမဲ့ပထမပိုင်းစပြီးမကြောက်အနီကက်ထိတယ်ပထမပိုင်းမှာတည်း2-0ဖြစ်သွားတဲ့အနေထားမှာမို့လို့ရှုံးခဲ့တယ်โอเคပြီးလို့ရှိရင်စပါးအသင်းကိုအနိုင်ယူပြခဲ့တယ်ပြီးလို့ရှိရင်လီဗာပူးကိုအိမ်ဝင်းမှာအနိုင်ယူတယ်ဒီရသည်အသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဒါရလက်တွေကမစိုးဘူးဆိုတဲ့အနေထားတစ်ခုမှရှိနေတဲ့အတွက်ကြောင့်မလို့ဒီ Chelsea ပြည်သက်တွေအနေနဲ့ဒီလန်ဒန်ဒါဘီမှာ Title Race ရဲ့အဆင့်1ကအသင်း Arsenal ကိုအနိုင်ယူလိုက်မယ်ဆိုလို့ရှိရင်လည်းဒီ Title Race ကိုကို့အသင်းကစိန်ခေါ်နိုင်ပြီလို့မှတ်ယူမယ်ဆိုလို့ရှိရင်လည်းဒါအသင်းပိတ်သက်တွေအနေနဲ့မမှားဘူးပေါ့နော်ပြီးရင်နောက်တစ်ချက်အနေနဲ့ကကြတော့ဒီ
ဟိုဘောနော်ဒီဟိုဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအာဆင်နယ်အသင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းကကြတော့ဒီရာဒီခံစစ်အရန်ကောင်းတဲ့ဒီပွဲစဉ်7ကိုရောက်လာပြီး7အထိပြီးသွားပြီသူတို့မှာပေးကိုဆိုလို့6ဂိုးပဲရှိထားတယ်6ဂိုးပဲရှိထားတဲ့အနေထားပြီးလို့ရှိရင်တစ်ဖက်အသင်းတော်မှာအဲ့လိုမျိုးဟိုဂိုးပေါက်တဲ့ကန်ချက်တောင်မှအများကြီးမပေးတဲ့အသင်းဟိုခံစစ်ကို set speed တွေကိုကောင်းကောင်းကြီးကာကွယ်နိုင်တယ်လို့ပြီးလို့ရှိရင်သူတို့အသင်းကိုယ်တိုင်ကလည်းဒီဟိုတစ်ဖက်အသင်းကနေပြီးတော့ပေးလိုက်ရတဲ့သူတို့ရတဲ့ဒီပြစ်ဒဏ်ဘောတွေကနေ set speed တွေကနေပြီးတော့ဂိုးတွေအများအပြားသွင်းထားတဲ့အသင်းအဲ့ဒီအသင်းကိုချက်စီးတင်းနေတယ်ဘလို့ရင်ဆိုင်သွားမလဲပြီးလို့ရှိရင်ချက်စီးတင်းကရောဘလို့လူထုတ်ပုံတွေနဲ့ဟိုပွဲကိုချင်းကပ်လာမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အန်တိုမာရစ်ကအနေနဲ့ကတော့ပွဲကြီးတွေမှာ3-3နာရှိတဲ့အတိုင်းကွင်းလက်အထိုင်အနေနဲ့ဒီရီစီဂျိန်းနဲ့ကိုက်စီတိုနဲ့ကိုကျွန်တော်ကသုံးလာမယ်ထင်တယ်ဒီဘက်မှာလည်းဟိုဂက်စတိုနဲ့ရီစီဂျိန်းနဲ့ကိုကျတော့သူဒဗယ်ဖူဘက်တွေအနေနဲ့သုံးမယ်တက်လိုက်ဆင်းလိုက်နဲ့ရီစီဂျိန်းကဒီကိုက်စီတိုဖြတ်လာတဲ့ဘောလုံးတွေကိုဖြတ်မယ်ပေါ့နော်အဲ့ကနေပြီးတော့ပြီးလို့ရှိရင်အန်ဆိုဖန်ရက်ကတိုက်စစ်ကိုလိုက်ပါပြီးတော့ကစားမယ်ဒီဘက်ဘဲတောင်မှာတော့ကျွန်တော်တော့ဂတ်တင်စာဒီပရီးမီးယားလိအတွေ့အကြုံပိုရှိတယ်ဂါနာချိုပွဲထွက်လာစေခြင်းနဲ့ပွဲထွက်လာမယ်လို့လည်းထင်တယ်ပေါ့နော်တစ်ဖက်မှာတော့ဟိုဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာတော့အသုံးပြုလာသလိုပဲဒီနည်းနည်းလေးယုံကြည်မှုပြောက်ပြီးတော့ဟိုအသင်းနဲ့တိတ်ပြီးတော့ဘယ်လိုပြောရမလဲအခုတလောမှာဟိုခြေစွမ်းနည်းနည်းလေးပျောက်နေတဲ့ဂျော်ဗတိုနဲ့လီယမ်ဒီလက်ကိုနားပြီးတော့ဟိုပက်ထရိုနက်တိုပဲထောင်တိုက်စစ်အနေနဲ့ထားလာမလားပြီးလို့ရှိရင်လူငယ်ကစားသမားလေးအက်စတိုဘာဝီလီယမ်လေးကိုပဲသုံးလာမလားတောင်မှန်ပါဗောနော်ညာတောင်မှန်မှာသုံးလာမယ်ဆိုလို့ရှိရင်တော့ဒီခံစစ်ပိတ်ပြီးတော့ဆော့မယ်ဒီအာဒီတာရဲ့အာဆင်နယ်အသင်းကိုဒီအက်စတိုဘာဝီလီယမ်ရဲ့အတိုးအလုပ်တွေနဲ့ကျွန်တော်ကတော့ကောင်းကောင်းကြီးဟိုဘယ်လိုပြောရမလဲဟိုဒုက္ခမပေးနိုင်တာတော့မှအလုပ်ပေးထားနိုင်မယ်လို့ထင်တယ်ပြီးတဲ့ခါကျလို့ရှိရင်မနေ့ကသတင်းစာရှင်းလင်းပွဲမှာပြောရတဲ့အတိုင်းဟိုကိုပတ်မကလည်းအာဆင်နယ်နဲ့ပရက်တော့ ready ဖြစ်နေပြီလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ဟိုအားလုံးကျွန်တော်ပါဝင်ချက်စည်းပြည့်သက်တွေအကုန်လုံးကလည်းဒီကိုပတ်မှာကို line up ပေးလာမယ်လို့ဘယ်လိုမှမထင်ဘူးဟိုအတိုင်းအတာတစ်ခုတည်းတော့သူဟိုမိနစ်အနည်းငယ်တော့ပွဲရဲ့ရလက်ပုံမူတည်ပြီးတော့ဟိုလူစားဝင်ကစားတာမျိုးပဲကျွန်တော်တို့မြင်ရလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာကျတော့ဘယ်လိုဖြစ်လာမလဲဆိုတော့ဟိုဘယ်ဘက်အချမ်းမှာဆိုလို့ရှိရင်တော့စာကာပေါ့နော်စာကာရှိမယ်ပြီးလို့ရှိရင်ချက်ကြီးဘက်မှာဆိုလို့ရှိရင်တော့ကူကူရဲလာရှိမယ်စာကာကိုကူကူရဲလာဘလို့ထိမ့်မလဲဟိုရာမဲကိုထိမ့်ခဲ့သူလိုမျိုးပဲထိမ့်သွားမလားဘလို့ထိမ့်သွားမလဲဆိုတာအဲ့ဒီပြိုင်ဆိုင်မှုကလည်းကြည့်ကောင်းမယ်ပြီးလို့ရှိရင်တစ်ဖက်မှာဆိုလို့ရှိရင်ကိုက်စီတို့ဟိုရှိမယ်ချက်စီမှာဟိုဘက်မှာအာဆင်နယ်ဘက်မှာဆိုလို့ရှိရင်ဒန်ဂလန်ရိုက်ရှိမယ်ဒန်ဂလန်ရိုက်ရဲ့ဒီဘောလုံးဖြတ်ဝင်မှုတွေလမ်းကြောင်းတွေကိုကိုက်စီတို့ရောဘလို့ဖြတ်တောက်သွားမလဲတကယ်ကိုစိတ်ဝင်စားမှုကောင်းတယ်ဟိုကွင်းဟိုဘလို့ပြောရမလဲ17ယောက်ရှင်ပြိုင်ကြတဲ့ပွဲဆိုပေမဲ့လည်းဟိုကွင်းလေအတာစီးရတဲ့အသင်းပြီးလို့ရှိရင်အပိုင်ခွင့်ရေးတစ်ချိန်ရရင်တစ်ချိန်ကိုကောင်းကောင်းကြီးအသုံးချနိုင်တဲ့အသင်းကပဲဟိုအနိုင်ရသွားလိမ့်မယ်ဟိုပွဲရဲ့အဖြေကိုအဲ့ဒီအချက်တွေကပဲအပြောင်းလဲလုပ်ပေးသွားနိုင်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Bismarck လည်းဖြစ်နေတဲ့အပြင်လန်ဒန်ဒါဘီဖြစ်တယ်ပြီးလို့ရှိရင်အဆင့်အားဖြင့်လည်း1နဲ့2ဖြစ်နေတဲ့အတွက်ကြောင့်မလို့တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲကောင်းတဲ့ပွဲကိုကျွန်တော်တို့ကြည့်ရမယ်တစ်ခုပဲရှိတယ်ဟိုဒိုင်လူကြီးတွေပောက်ကရလုပ်ပြီးတော့ဟိုဥကြောင်92မကြောင်ဖို့အရေးကြီးတယ်အဲ့ဒီတစ်ချက်တော့ကျွန်တော်တို့သတိထားရမယ်အချို့သောပွဲတွေမှာပွဲကောင်းတဲ့ပွဲကိုပြစ်လိုက်တဲ့ဒိုင်လူကြီးတွေအများကြီးပဲပေါ့နော်โอเคအဲ့ဒီတော့ဟိုကျွန်တော်တို့ပြောမယ်ဒီချက်စီးတင်းရဆိုလို့ရှိရင်ဒီအာဆင်နယ်နဲ့ head to head 5ပွဲကိုကျွန်တော်တို့ချက်ပြန်ကြည့်ပဲနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်ချက်စီးတင်းကဟိုအဝေးကွင်းထဲမှာအာဆင်နယ်ပွဲကိုသွားပြိုင်တိုင်းအဝေးကွင်း3ပွဲပြိုင်ထားတယ်အိမ်ကွင်း2ပွဲအိမ်ကွင်း2ပွဲမှာတော့တည်ကစားထားနိုင်တယ်ဒါပေမဲ့အဝေးကွင်းမှာဆိုလို့ရှိရင်တော့3ပွဲလုံးအာဆင်နယ်တင်းကိုရှုံးထားတယ်အဲ့ဒီဟိုနောက်ဆုံးအကုန်ပြောရမယ်ဆိုလို့ဖြစ်ရင်ဗျာနောက်ဆုံး5ပွဲဆက်တိုက်ဒီချက်စီးတင်းကအာဆင်နယ်ပွဲကိုအာဆင်နယ်တင်းကိုအနိုင်မရထားဘူးအဲ့ဒီစံချိန်အဲ့ဒီမကောင်းတဲ့စံချိန်တစ်ခုကိုလည်းချက်စီးပြိတ်သက်တွေချက်စီးတင်းသားတွေအနေနဲ့ဒီဟိုမဖြစ်မနေချိုးဖြတ်ဖို့လိုတယ်ဒီနေ့မှာဒါမှလည်းတန်နင်းပွဲတစ်ခုကိုရောက်မှာပေါ့နော်အတင်းကချက်စီးပြိတ်သက်တွေအနေနဲ့ရောဘယ်လိုထင်ကြလဲဟိုကြည့်ကောင်းတဲ့လန်ဒန်ဒါစီပွဲစဉ်တစ်ပွဲကိုကြည့်စောက်ကြည့်ဖို့အတွက်ကျွန်တော်လည်းမစောင့်နိုင်တော့ဘူးဟိုကျွန်တော်အပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတိုက်စစ်မှုတွေကနေပြီးတော့ရသမျှအပိုင်အခွင့်အရေးတွေကိုတစ်ချိန်ရရင်တစ်ချိန်အသုံးချနိုင်ဖို့လိုတယ်ပြီးတဲ့ခါကျလို့ရှိရင်ခက်စစ်မှုတွေအနေနဲ့လည်းအမားမလုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီအတင်းနှစ်တင်းရယ်ပြီးလို့ရှိရင်ဒီနီးပြတွေရဲ့ဒီပွဲကြိုပြင်ဆင်မှုတွေကပဲဒီအတင်းနှစ်တင်းရဲ့ဟိုအခြေအနေကိုအကောင်းဆုံးအဆုံးဖြတ်ပေးသွားမယ်လို့ထင်တယ်ပွဲရလက်ကိုကျွန်တော်ကတော့ဟိုအိမ်ဝင်ပိတ်တက်လဲအားလဲရှိတယ်အိမ်ဝင်အားတာချက်လဲရှိနေတယ်လက်ရှိအနေထားမှာဟိုအာဆင်နယ်အသင်းလောက်တော့ဟ
ကောင်းတဲ့ form တစ်ခုကိုထိန်းထားနိုင်ခြင်းမရှိသေးဘူးတည်ငြိမ်တဲ့ခြေသွင်းတစ်ခုမရှိသေးဘူးဆိုပေမဲ့လည်း Chelsea အသင်းမှာလည်းအရေးသွင်းမြင့်ကစားသမားတွေမြန်နှုံးမြင့်ကစားသမားတွေရှိတဲ့အတွက်ကြောင့်မလို့ Chelsea အသင်းအနေနဲ့အိမ်ဝင်ပြည်သက်တွေရှေ့မှာအနည်းဆုံးတော့ကျွန်တော်တို့မရှုံးဘူးလို့ထင်တယ် Chelsea ပြည်သက်တွေရောဘယ်လိုထင်ကြလဲပြီးလို့ရှိရင် Arsenal ပြည်သက်တွေရောဘယ်လိုထင်ကြလဲအဝေးခွင်းမှာ Chelsea အသင်းကိုအနိုင်ယူပြီးတော့6မှတ်ဖြတ်နိုင်မယ်လို့ထင်လားပြီးလို့ရှိရင် Chelsea ပြည်သက်တွေအနေနဲ့ရော Chelsea အသင်းကအိမ်ဝင်မှာဒီအဆင့်တက်က Arsenal အသင်းကိုအနိုင်ယူပြီးတော့ဒီအသင်းနှစ်သင်းကြားအမှတ်ကွာဟမှုကိုရှော့ချ3မှတ်ထိရှော့ချဖို့အတွက်ကိုအနိုင်သွားမယ်လို့ထင်တာဘယ်လိုရလက်တွေခန့်မှန်းထားကြလဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်